ပြေငါတို့နှစ်ယောက်ရဲ့ဇာလာအဆုံးသတ်ကြဖို့ကြောင့်တရားများစွာမင်းရဲ့ဘက်ကရှိနေပြီပဲမပြောနိုင်လဲမင်းမရှိတော့တဲ့ကဘာတစ်ဖက်စီကွဲခြင်းများနဲ့တာချသွားအောင်ချိန်မိတ်ပြီးငါကောင်းငုံနေကစားတရားယုံလို့နင်းစင်ပြေနိုင်မဲ့ချတရားနဲ့တွေ့ရင်ရမှာပဲအသင်းဆောင်နေမယ်ပတ်သက်ခဲ့တဲ့ပြောတတ်တဲ့တွေ့ခဲ့မှုတဲ့လင်းသိချင်ရတဲ့တခြားသူတွေနဲ့မညာပါနဲ့ပြောတဲ့မစားခဲ့ငါဘဝကိုအသေးများလဲဟတ်တဲ့ခွေအောင်ရဲရဲဆက်ဆက်ခွေပြီးပြီပဲလို့တလို့နဲ့တော့ချတဲ့နိုင်နဲ့မင်းတို့ပြင်းမိကစားတရားယုံလို့မင်းစင်ပြေနိုင်မဲ့ချတရားနဲ့တွေ့ရင်ရမှာပဲအသင်းဆောင်နေမယ်ငါဟာကျယ်ရီကိုမကြည့်ရတဲ့လို့လေးတေလိုလေးနေရလွေးမဲ့နေမပါနိုင်တော့မဲ့ဒီခရီးပြောစရာကဘာကိုမပိုင်တော့မဲ့သူတရားမင်းစင်ညိုရတိုင်းမဲ့ဘလို့ချင်းချမ်းသာခဲ့နိုင်လေအားလုံးကျေးဇူးတင်ပါတယ်